အားလုံးပဲမင်္ဂလာပါအမြဲတမ်း3လေ3တာရှိတဲ့ supplement တွေအကြောင်းနဲ့ဒီ multivitamin တွေအကြောင်းကိုကျွန်တော်အပိုင်းလိုက်တင်ဆက်နေတဲ့အလှည့်ကိုပြန်လည်ရောက်ရှိလာပါပြီပေါ့နော်ကျွန်တော်တို့ body builder တွေအနေနဲ့ကဒီ supplement တွေ vitamin တွေ mineral တွေစသဖြင့်ပေါ့ vitamin C vitamin D ပြီးလို့ရှိရင်ကျွန်တော် fish wine တွေတောက်ကြတယ် magnesium တွေတောက်ကြတယ်ဒီဟာတွေကတော့ပြိုင်ပွဲဝင်နေတဲ့ body builder တွေအကုန်လုံးကတော့တောက်လေတောက်တာရှိတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာကအထူးဧည့်သည်အနေနဲ့ဖိတ်ကြားထားတာတော့ဒါဒေါက်တာခိုင်စုပေါ့နော်ဆိုတော့ကျွန်တော်တို့သုံးနေတဲ့ dose တွေကများနေလားဆိုတဲ့အပိုင်းတွေရှိမယ်နောက်ပြီးလို့ရှိရင်တာမန်လူတွေအတွက်ကော multivitamin တွေဒီ supplement တွေကမလိုဘူးလားသုံးဖို့လိုလားဘယ်လိုလိုမျိုးတွေကလိုအပ်တယ်လဲနောက်တစ်ခုကကျွန်တော်တို့အစားအသောက်တွေနဲ့ရောဘယ်လိုမျိုးရနိုင်တယ်လဲဘယ်လိုအစားအသောက်တွေမှာဘယ်လိုမလိုဘူးဆိုလို့ရှိရင်ဘယ်လိုလူတွေသုံးဆွဲတင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကကျွန်တော်vitamin တွေအကြောင်းပေါ့နော်အဓိကအားဖြင့် supplement ဆိုတဲ့တခြားဒီ BCA တွေရှိမယ် whey protein တွေရှိမယ်ဒါတော့ fitness lifestyle နဲ့ body building တွေကလူတွေကပို့ပြီးတည်တာပေါ့အဲ့တော့ကျွန်တော်တို့က multivitamin တွေလို့ပြောတဲ့အခါမှာကျွန်တော်တို့ trainer တွေကဓာတ်ရက်တွေရောင်းကြတယ်ဓာတ်ရက်တွေရောင်းတဲ့အခါမှာကျွန်တော်ကတော့အခုချိန်ကြီးဒီ session နဲ့ကာလအတွင်းမှာဓာတ်ရက်တစ်ခါမှမရောင်းဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီ nutrition link ဆိုပြီးတော့လက်မှတ်ကိုင်ထားတဲ့သူတယောက်လည်းမဟုတ်ဘူးဒေါက်တာမဟုတ်ဘူးဒါပေမဲ့ nutrition နဲ့ပတ်သက်တဲ့ဟာတွေကိုနှစ်နိုင်ငံလောက်ကနေကျွန်တော်တင်ထားတယ်ပို့တော်ညာလဲတိထားတော်ညာလဲကျွန်တော်တို့က micro ဆိုတဲ့ဟာကိုတော့ထိလို့မရဒါကြောင့်ကျွန်တော်တို့က macro nutrient ratio ဆိုတဲ့ carbohydrate fat protein ဆိုတဲ့အကြောင်းကိုကျွန်တော်မျှဝေလေးရှိတယ်ဒီနေ့မှာကျတော့ဒေါက်တာတို့အနေနဲ့ medical point of view ကနေကြည့်ပြီးတော့ဒီ multivitamin တွေအကြောင်းကိုကျွန်တော်တို့ဆွေးနွေးချင်တာပေါ့နော်အဲ့တော့ကျွန်တော် body builder တွေမှာကျွန်တော်ဆိုရင်တုံးတဲ့ဟာရှိတော့ vitamin D ရှိတယ် vitamin C ရှိတယ်စသဖြင့်ပေါ့ vitamin B complex အုပ်စုရှိမယ်ပြီးရင် magnesium potassium တွေစသဖြင့်ဒီ mineral တွေပတ်သက်တဲ့ဟာတွေလည်းပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောချင်တာကဒါတော့အနေနဲ့ဘယ်လိုမျိုး supplement တွေကပို့ပြီးတော့ပေါ့နော်ဒီ overall ချုပ်ကြည့်ပြီးတော့လူတိုင်းအတွက်ပို့သုံးဖို့အတွက်တင့်တော်တဲ့ဒီ vitamin တွေရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်တော့ဆွေးနွေးပြပါဟုတ်ကဲ့ပါဆရာဟုတ်အခုလိုမျိုးဆရာဒီနေ့ဟိုပေါ့နော်ဆွေးနွေးပွဲလေးကိုညီမတို့ဖိတ်ကြားပြရတယ်ပထမဆုံးနေဆရာကိုကျေးဇူးများတင်ပါတယ်ကျေးဇူးပါတယ်ဟုတ်ကဲ့ပါဟုတ်အဓိကတော့ဆရာမြန်မာနိုင်ငံမှာအဓိကအဖြစ်များတဲ့ deficiency အကြောင်းလေးကိုစပြီးပြောချင်တယ်ပေါ့နော်အဲ့ဒါကတော့ဒီမြန်မာနိုင်ငံမှာဆိုရင်အဓိကဒီထမင်းကိုအဓိကထားစားကြရပေါ့နော်ဘာလို့လဲဆိုတော့ဒါဈေးကလည်းတက်တာတယ်ပြီးတော့ energy ပေးနိုင်တယ်အဲ့ဒါကြောင့်မို့ဒီထမင်းကိုအဓိကထားစားတယ်ပြီးတော့ဟင်းသီးဟင်းရွက်တွေအသီးနှံတွေကကျတော့ပါတယ်စုံလောက်တွေပဲစားကြရပေါ့နော်ဆရာအဲ့ခါမှာဆိုရင်ဒီ vitamin A deficient ဖြစ်တာနှုန်းကတော်တော်မြင့်တက်လာတယ်ပေါ့နော်ဆရာဟုတ်အဓိကတော့ဒီအသက်9နှစ်အောက်ကလေးငယ်တွေပြီးတော့ဒီကိုဝင်ဆောင်မိခင်တွေမှာဆိုလို့ရှိရင်ပို့ပြီးတော့မှဒီ vitamin A deficient ဖြစ်တဲ့တွေပို့ပြီးတော့နှုန်းပိုမြင့်အောင်တွေ့ရတယ်ပေါ့နော်ဟုတ်အဓိကတော့ပေါ့နော်ဒီအစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေစားပြီးတဲ့နဲ့ပြီးတော့ဒီ carrot တို့ပြီးတော့ sweet potato တွေအဲ့လိုမျိုးတွေမှာ spinach တွေမှာဆိုရင် vitamin A rich ဖြစ်တာကိုတွေ့ရပါတော့เนาะဆရာဟုတ်အဓိကကဒီကလေးတွေမှာဆိုရင်ပေါ့เนาะကလေးမှာဆိုရင်သူကဒီ immune မကောင်းတဲ့အခါမှာဆိုရင်ပေါ့เนาะ infection တွေဝင်နိုင်တယ်ပြီးတော့အဲ့လို immune မကောင်းတဲ့အတွက်ကြောင့်မို့လဲ vitamin A ကိုခဏခွဲမှာရှိအများကြီးသုံးလိုက်တဲ့အခါ deficient ဖြစ်တာမျိုးတွေလည်းတွေ့ရတယ်ပေါ့เนาะဆရာဟုတ်အဲ့တော့ကြောင့်မလို့ဒီ government တွေ WHO program တွေရဆိုလို့ရှိရင်လည်း vitamin A supplement လေးကိုပေါ့နော်သူက6လတခါဒီ9နှစ်အောက်ကလေးငယ်တွေကိုတိုက်ကျွေးပေးဖို့လေဒီ program လေးလုပ်ထားတယ်တွေ့ရတယ်ပေါ့နော်ဆရာဟုတ်ဒါကတော့ဒီမြန်မာနိုင်ငံမှာဒီလက်ရှိပေါ့နော် public မှာဒီအဖြစ်များတဲ့ထိတ်ဆုံး vitamin ပြောပါဆိုရင် vitamin A နဲ့တောင်တွေ့ရတယ်ပေါ့နော်ဆရာဟုတ်အဲ့ဒါဟာလည်းကျွန်တော်အတွက်လည်းပို့ပြီးတော့ဒါဟိုတတိထားစရာတစ်ခုဖြစ်သွားပါတော့ကျွန်တော်တို့အခုကျွန်တော်ဆို coach ယူထားတာရှိတယ် US ကနေ coach ယူထားတော့ coach ကအများနဲ့စားခိုင်းလို့ရှိရင်အစိမ့်ညင်အောင်အရွက်တွေစားပါဆိုပြီးတော့ကျွန်တော်ကြွေးတွေရှိတယ်ဆိုတော့ဒါလည်းဒီ multivitamin နဲ့ပတ်သက်တဲ့အားတွေအတွက်ကိုသူတို့မဖြစ်မနေစားခိုင်းနေကြရပါတော့ဟုတ်ပါဆိုတော့ကျွန်တော်တို့က body builder တွေထဲမှာဆိုလို့ရှိရင်များသောအားဖြင့်သူတို့သုံးကြရဆိုရင် body building industry တွေကိုရောက်လာပြီဆိုရင်တော်တော်များများကဒီ PD user တွေများကြတာပေါ့တကယ်ကိုပွဲအကြီးကြိုင်တဲ့သူတွေဆိုရင် PD user တွေများကြတော့သူတို့ကအရှိအလူတွေခိုးရှိကလည်း vitamin D တောက်ဆိုရင်တောက်လိုက်တာပဲvitamin C တောက်ဆိုရင်တောက်လိုက်တာပဲဘာကြောင့်မို့လို့ဒီခိုးရှိက vitamin D တွေကိုတိုက်တာလဲဘာကြောင့်မို့လို့ဒီရှိရသူတွေကရောငါးကြီးစီတွေတိုက်တယ်လဲဘာကြောင့်မို့လို့တို့ကဒီ mixed တွေလိုဟာမျိုးတွေတိုက်တယ်လဲပေါ့နော်ဆက်သွယ်အဲ့ဒါတွေကိုတို့ကမစင်းစားတော့ပဲね vitamin D တွေများတောက်ရင်လိုက်တော့တယ်2000အားတောက်မလား1000အားတောက်မလားဒါတော့ကျွန်တော် nutritionist ဆရာဝန်နဲ့တို့တိုင်ပင်ရမယ်တဘောပေါ့နော်ကျွန်တော်ကကျတော့တစ်ခုရှိတာကအဲ့လို body builder တွေဆိုတဲ့ target တစ်ခုတည်းအကုန်လုံးပေါ့အခုခုနပြောသလိုဒေါက်တာပြောသွားတဲ့ပုံစံမျိုးပဲသွားတတိထားမိတော့ကလေးတွေငါတို့သားသမီးတွေလည်းဒီလိုကြွေးရပါမလားဆိုတဲ့ဟာမျိုးလေးသွားပြီးတတိထားမိတယ်အဲ့တော့ multivitamin ဆိုတချို့တွေကအကုန်ပေါင်းထားတဲ့ဟာတွေရှိရပါတော့ကျွန်တော်ဆိုရင်တချို့ multivitamin တွေကျွန်တော်တောက်ရင်ကျွန်တော်အံ့တယ်
ကျွန်တော်အန်တာရှိတယ်ကျွန်တော်စင်းကြောင်လားပေါ့ B အုပ်စုကြောင်လားပေါ့ချင်းနေတယ်ဗိုက်တာမင် B အုပ်စုကြောင်တော့မဖြစ်နိုင်ဘူးဘာလို့ကျွန်တော်ငငယ်လုံးဆိုတော့တိတိလေးတော့မဟုတ်ဘူးเนาะအရွယ်ရောက်ပြီးတဲ့အချိန်မှာအိမ်ကအမေတို့တိုက်တဲ့ဒီ1 တွဲလိုဟာမျိုး B1 B6 B တွဲလိုဟာမျိုးကျွန်တော်တောက်လဲပြဿနာမရှိဘူးနောက်ပိုင်းမှာကျတော့ multivitamin တချို့သော brand တွေကိုကျွန်တော်တောက်ပြီးတဲ့အခါမှာတောက်ပြီးရင်အဲ့လိုပြို့တာတွေအန်တာတွေဖြစ်လာတယ်ဘာကြောင့်လဲပေါ့စင်းကြောင်လားဆိုတဲ့အပိုင်းတွေလည်းရှိရပေါ့နော်အဲ့တော့ဒီဘိုင်းကတော့ဆက်ပြီးတော့ကျွန်တော်တို့ဒီ minion နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်နောက်တစ်ပိုင်းမှာဆက်ပြီးတော့ဒေါက်တာနဲ့ရှင်းပြပေးသွားမယ် multivitamin ထဲမှာကျွန်တော်တို့ကပါတဲ့ဟာတွေမှာရှိတော့ vitamin အဲ့ဒီ multivitamin ကသူတို့ပါတဲ့ dose တစ်ခုကိုတစ်နေ့တာပေါ့ဒီသူတို့သတ်မှတ်ပေးထားတဲ့အတိုင်းပေါ့လူတစ်ယောက်လုံလောက်ပေးထားတဲ့ဟာမျိုးပေါ့အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့က multivitamin ကိုအမြဲတမ်းတောက်ဖို့လိုမလားပေါ့နော်အဲ့ဟာလေးတစ်ခုပေါ့ဟုတ်ဆရာဟုတ်အဓိကကတော့ပေါ့နော်ဆရာအစားအသောက်ကတော့ fat ပေါ့နော်အစားအသောက်ကိုဒီခုနပြောခဲ့သလိုထမင်းတစ်ပကံမှာဆိုလို့ရှိရင် carbohydrate ပါမယ်အသီးနှံပါမယ်အသားပါမယ်ငါးပါမယ်ရှိသင့်ရှိထိုက်တဲ့အဆီအနှစ်တွေပါမယ်ဆိုလို့ရှိရင် supplement ကတော့မလိုဘူးပေါ့နော်ဒါပေမဲ့ဟိုပါပေါ့နော်ဆရာအဲ့ဒီကိုစားတဲ့အသီးနှံတွေကဘယ်လိုမျိုးစိုက်ပျိုးခဲ့တာလဲပေါ့နော်အဲ့စိုက်ပျိုးတဲ့မြေမှာမြေအဆီအနှစ်အာဟာရထက်လုံလောက်ရဲ့လားပေါ့တချို့တွေကြတော့ဆရာဒီဓာတ်မြေဩဇာတွေအလွန်ကြုံသုံးဆွဲတာမျိုးရှိရဲ့အဲ့လိုမျိုးမြေကြီးကနေစိုက်ပျိုးထားတဲ့အသီးနှံတွေမှာဆိုလို့ရှိရင်လိုအပ်တဲ့ဒီ minerals တွေ vitamins တွေကအပြည့်အဝမပါနိုင်ဘူးပေါ့နော်ဟုတ်နောက်တစ်ခုကကျတော့မိုးရမ်းများတဲ့နေရာမှာတွေ့ရတယ်ပေါ့နော်ဒီ nutrients တွေ rich အဖြစ်ဆုံးဖြစ်တဲ့အပေါ်ရန်သွားကိုတိုက်စားလိုက်တဲ့အခါမှာဆိုလို့ရှိရင်ခုနပြောခဲ့သလို nutrients တွေကအလုံးလောက်ပါမလာတာမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်ဆရာအဲ့ဒါကြောင့်မလို့ကိုစားတဲ့အစားအသောက်ကဘလို့မြေကြီးမှာစိုက်ပျိုးထားတယ်ပေါ့မူတည်ပြီးတော့ကိုရမယ့် nutrients ကလည်းနည်းနည်းညာကွာသွားနိုင်တယ်ပေါ့ဆရာဟုတ်ဒါကျွန်တော်ဟိုတစ်ခေါက်စဉ်းစားသလိုမျိုး food process ပါကျွန်တော်လိုက်ပြီးစဉ်းစားတဲ့ဟာမျိုးဖြစ်တယ် processing လည်းဟုတ်အရေးကြီးတာဟုတ်ကျွန်တော်ကိုကပြန်လာလဲကြာပြီဆိုတဲ့ခါမှာစက်သားတွေစားရင်ငါဒီ CP တွေစားနေတာ CP တွေကိုဘာကျွေးသလဲပေါ့အဲ CP စားတွေကပြောင်းမှုလားဘာလားဆိုတော့ကျွန်တော်လိုက်စဉ်းစားဘူးလေလိုက်စဉ်းစားပြီးတော့ငါဗမာချက်ပဲစားမှာလားဘာစားမှာလားဆိုတာကျွန်တော်လိုက်တွေးဘူးလေပေါ့နော်လိုက်ပြီးစဉ်းစားဘူးလေဒါပေမဲ့ဒါတွေကအရင်စဉ်းစားရင်တော့ခေါင်းလေတာပေါ့အခုလိုမျိုးရှင်းပြလိုက်တဲ့ခါမှာကြောက်လဲလိုအပ်တဲ့သူတွေအတွက်ပို့ပြီးတော့လဲအကျိုးရှိတာပေါ့နော်အဲ့တော့ဒီ multivitamin တွေအတွက်ဆိုရင်တော့ကျွန်တော်တို့ကလိုအပ်တဲ့ပမာဏကိုတော့ဖြည့်တင်းနိုင်ရင်တော့ပိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးစဉ်းစားမိတယ်ပြီးဒီ vitamin နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော် vitamin mineral နဲ့ပတ်သက်တဲ့ဟာတွေmultivitamin တွေပေါ့အဲ့ဒါတွေဆိုရင်ကျွန်တော်တို့ကအသက်အရွယ်တတ်မှတ်ချက်ရှိမယ်ထင်တယ်နော်ဘယ်အရွယ်လောက်မှာကျွန်တော်တို့စပြီးတော့လိုမလဲဆိုလို့ရှိရင်တို့အစားအသောက်ပေါ်မူတည်ပြီးပဲလိုမယ်ထင်တယ်ဟုတ်အဲ့ဒါကြတော့ဆရာသူ့ရဲ့ vitamins ပေါ်မူတည်ရပေါ့နော်ဒီ vitamin B12 တို့ folate တို့ဆိုလို့ရှိရင်ဒီကလေးငယ်ငယ်လေးတွေကပေါ့နော်မိခင်ဒီကိုဝင်ဆောင်မိခင်တွေဆိုလို့ရှိရင် B12 နဲ့ folate ကဒီကလေးရဲ့ဖွံ့ဖြိုးမှုအတွက်အများအရေးကြီးရပေါ့နော်ဥပမာ folate ဆိုလို့ရှိရင်ကလေးရဲ့ဒီအုံနောက်ဖွံ့ဖြိုးမှုအတွက်မိခင်ဒီဝမ်းပိုက်ထဲမှာတတိစတည်ရတာအများအရေးကြီးရပေါ့နော်ဆရာဟုတ်ဒီ folate ကိုလုံလောက်မတောက်ဘူးဆိုလို့ရှိရင်ဒီကလေးမှာဒီဉာဏ်ရည်ဖွံ့ဖြိုးမှုနောက်ကျတာတွေဒီ neural defect လို့ခေါ်တဲ့ယောဂမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဆရာဟုတ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကိုဝင်ဆောင်တယ်တွေကိုဒီ forest တိုက်တယ်မှာဒါကြောင့်လားကျွန်တော်တို့ဒီကဒီတွေးအားကောင်းတယ်ဆိုတဲ့ဟာလည်းဒီဟာကိုပဲတိုက်တာပေါ့နော် forest acid ပဲနောက်နေ့တွေမှာအပိုင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် subscribe နဲ့ like လုပ်ပြီးတော့ဘေးနားကခေါင်းလောင်းလေးကိုတီးထားခဲ့ဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ